Hello အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေလာအိမ်သုံး gas နဲ့အပူပစ္စည်းဆိုင်ရာဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ဒီ 4kg 5kg အိမ်သုံးအိုးလေးတွေဆိုင်သုံးအိုးလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီအိုးလေးတွေကိုကျွန်တော်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်တည်းကကျွန်တော်အိမ်မှာသုံးဖို့ဝယ်ထားတာအိုးလေးပေါ့ရှိရပေါ့နော်ကျွန်တော်အိမ်မှာအဲ့အိုးလေးဆိုလို့ရှိရင်အခုချိန်ဒီသူကအကောင့်တိုင်းပဲသုံးနေတော့မယ်ကျွန်တော်နေ့တိုင်းပုံမှန်ထမင်းဟင်းနေချက်တယ်ဂက်ကိုဝင်ဂက်ပြည့်တယ်အဲ့လိုပဲပုံမှန်သုံးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဘာကို view site လဲဆိုလို့ရှိရင်ဒီအိုးတစ်ခုလုံးရဲ့အရေးကြီးဆုံးဖြစ်တဲ့ဒီဘားလေးကို view site ပါရဲ့ကျွန်တော်ဒီဘားလေးကိုကျွန်တော်လွန်ခဲ့တဲ့အိုးသုံးပြီးတော့ကြာတော့6နှစ်ကြာတဲ့အချိန်မှာကျွန်တော်ဆိုင်ကိုသွားပြပြီးတော့ဒီဘားလေးကိုစစ်တယ်ပြီးတော့အထဲမှာရှိနေတဲ့ get အကြံတွေကိုကျွန်တော်ပြန်ပြီးတော့ဆေးထုတ်တယ်ပေါ့နော်အဲ့ဒါဆိုင်နေမှာဝန်ဆောင်မှုပေးပါတယ်ဒီဘားတွေကိုဖြုတ်ပြီးတော့အထဲမှာရှိနေတဲ့ get ကြီးတွေ get အကြံတွေကိုကျွန်တော်ဆေးထုတ်တယ်ပြီးတော့ကြာတော့ကျွန်တော် get အသစ်ပြန်ဖြည့်ပြီးတော့ပြန်သုံးတယ်အဲ့ဒါကိုကျွန်တော်6နှစ်တစ်ချိန်လုပ်မယ်လို့ဆုံးဖြတ်ထားတာပေါ့နော်အဲ့ဆိုကျွန်တော်အခုဆိုလို့ရှိရင်9နှစ်10နှစ်လောက်ရှိပြီသုံးတာကျွန်တော်ကြားထဲမှာတစ်ချိန်တော့ဆေးထားတယ်ဒီအိုးလေးကတော့အိုးအသစ်ပေါ့နော်လူချင်းမင်းတို့သုံးမယ်ဆိုရင်ပြောချင်တာဗျာဒီအိုးလေးတွေက6နှစ်9နှစ်ကတော့အသားလေးအေးစစ်စစ်သုံးမှုပါလို့ဆိုလို့ရှိရင်ဒီဘားလေးတွေကိုကျွန်တော်လုံမလုံကောင်းမကောင်းတစ်ချိန်တော့ပြန်စစ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်4 5 6နှစ်ထပ်သုံးအဲ့လိုမျိုးနဲ့ကျွန်တော်သူ့အိုးရဲ့တက်တန်းရှိပြီးကျွန်တော်သုံးလို့ရတယ်ပေါ့နော်အခုဆိုကျွန်တော်အိမ်မှာရှိနေတဲ့အိုးလေးက10နှစ်လောက်ရှိပါပြီဗျအဲ့ကြောင့်ဒီအိုးလေးတအိုးဝယ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထက်မှာgas 2ပိတ်တာ50ဆန့်တယ်ပေါ့နော်အဲ့ gas 2ပိတ်တာ50ကကျွန်တော်အိမ်မှာဆိုမိသားစု3ယောက်ရှိရဲတန်ပန်မိသားစု3ယောက်အိမ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒန်နီလေးလည်းသုံးတယ်ပြီးတော့ကျတော့ gas လည်းသုံးတယ်ဆိုတော့ဒီ gas ကကျွန်တော်အိမ်မှာဆိုလို့ရှိရင်3လလောက်ကိုခံပါတယ် gas 2ပိတ်တာ50ရာလीပုံမှန်နေ့တိုင်းသုံးတာနော်3လလောက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာတွေသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအသီးရွက်ကြော်တာမျိုးတွေမိပြတ်တဲ့အချိန်မှာဟင်းချက်တာမျိုးတွေဒါလောက်ကလေးသုံးတာပေါ့နော်ပြီးတော့ခောက်ဆွဲပြုတ်တာတို့ကြက်ဥကြော်တာတို့အဲ့လိုမျိုးပေါ့ဟင်းတွေအကြာကြီးချက်တာမျိုးတွေပါရောတခါတလေပေါ့မိပြတ်တဲ့ချိန်တွေတော့လုံးလေးရှိပါတယ်အဲ့ဒါအောင်ကျွန်တော်တို့မှာ2လခွဲ3လလောက်ထိခံပါတယ်ခင်ဗျာအဲ့ဒီအိုတိုးဝယ်ထားမယ်ဆိုလို့ရှိရင်အရှင်မတွေတော့ပို့ပြီးတော့တွက်ချီကြိုက်မယ်လို့ကျွန်တော်တို့ခံစားရတယ်ဒါလေးကတော့3ပိတ်တာဦးလေးပါဒါလည်း2ပိတ်တစ်ခွဲဦးလေးပါခင်ဗျာဒါလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရွှေလာမှာဆက်သွယ်မှာယူပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ TikTok chat box Facebook Messenger Viber နဲ့လည်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဖုန်းဆက်ပြီးတော့လည်းဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ရန်ကုန်ယုံရင်းဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်နေဆိုလို့ရှိရင်ကားဂိတ်တင်ပေးပါတယ်ခင်ဗျာဒီအိုးလေးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလိုအိုးတောက်ကလေးပါတခါတည်းပါပြီးသားပြီးတော့ကြတော့ပုံမှန်သူ့တဲ့တွဲသုံးမှုအတွက်ကျွန်တော်တို့ဒီမီကောင်းလေးရောအထဲမှာ gas အပြည့်ပါတခါတည်းထည့်ပေးပါတယ်ခင်ဗျာဒီအိုးလေးတွေကတော့အရန်ကိုမှရေရှည်သုံးမှုအတွက်ဆိုလို့ရှိရင်အရန်ကိုတင်တော်တဲ့အိုးလေးတွေဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ရွှေလာပါ